မေခွက်လိုက်ပြီးကြားတယ်ကွာအဲ့ဆိုကျွန်တော်တို့တော့မှာပါတော့ဟုတ်ဒီပေါ့ကွာလာမယ်ညာမယ်ပေါ့နည်းနည်းခွက်လောက်ပါမယ်ဒီဒီမိုကရေစီရဲဘော်တွေအောင်မြင်ဖို့အတွက်ငါတို့နည်းနည်းလေးတော့သိခံပြီးတော့စောင့်ပါကွာဟောဗျာသိခံရမှာပါဗျာပြီးတော့အဲ့ဒီတခင်အောင်ဆန်းတို့နိုင်ငံကုန်ဆောင်တဲ့သူရဲကောင်းတွေဒါကိန်းနိုင်ဖို့ကျွန်တော်စောင့်နေပါမယ်ဟုတ်ဗျာမင်းကပြစ်ရှိတယ်လက်မှတ်ထိုးပါကျမကဘာရှိလို့လဲမင်းကငါတို့2010ရွေးကောက်ပွဲကိုစန့်ကျင်တဲ့စာရွက်စာတမ်းတွေဖြန့်ဝေတယ်အတရားရွေးကောက်ပွဲကိုစန့်ကျင်တာပဲနင်ကဘယ်လိုရွေးကောက်ပွဲကိုမှတရားတယ်လို့ပြောတာကျမတို့ခေါင်းဆောင်ခေါင်းဆန်းစုကြည်ပါရမယ်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးပြီးကျောင်းသားခေါင်းဆောင်တွေအားလုံးပါရမယ်အော်ဖတ်ထားမင်းသိထားဖို့ကနော်ငါတို့တက်ပြီးတော့ဖခင်ကြီးဘုံချုပ်မှုကြီးတန်းရှိတက်ရှိနေတဲ့အဲ့ဒီမိမကြီးကိုဘယ်တော့မှလက်ခံစဉ်းစားပေးမှာမဟုတ်ဘူးအဲ့ဒါကိုမင်းနားလည်လားမင်းတို့ကျောင်းသားခေါင်းဆောင်တွေဆိုတာလေဘာမှအရေးချင်းရှိတဲ့အရက်သားတွေပဲရှင်တို့ဖခင်ဆိုတာဘုံချုပ်အောင်ဆန်းမှာဘုံချုပ်တခင်အောင်ဆန်းဟာကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုတော့ရှင်မသိဘူးလားမင်းကားကိုဘာမှပြန်ပြောစရာမလိုဘူးငါကစစ်တပ်ကအရာရှိစစ်ဖို့နော်ငါမိသားစုငါတက်ပြီးတော့ကောင်းစားဖို့အတွက်မင်းတို့လိုမလုံလားတွေကိုရက်ဆက်ပြီးဖို့လို့လုပ်လဲအဲ့ဒါကငါထိုင်ကိုမြဲတယ်တန်းကြီးလာကြီးရဲ့ထမင်းကိုစားပြီးတန်းကြီးကိုသစ္စာဖောက်ဖို့တော့မကောင်းပါဘူးရှာမရှိတဲ့နှစ်တရာပဲချတယ်ပြန်ပြောရင်နှစ်တရာဘာလုံးချင်လဲနှစ်တရာပါနှစ်တရာရှင်တို့ကြိုက်တာလို့ဆွဲတော့ပါလေမကြောက်တော့ဘူးမတရားနဲ့စိတ်ကိုလေတန်းကြီးသစ္စာဖောက်တဲ့ကောင်လေးဘိုးဒီပြောက်ကဘလို့စီးရဲပါလဲဘိုးရှယ်ပါဘောဒီပြောက်ကနည်းနည်းလာပါငါသူ့ကိုတိကျစစ်ဖို့လုပ်တယ်အဲ့တော့ဒီလိုဟုတ်ကဲ့မ
ခဏတစ်လို့တွေ့လေးမှာပဲနတ်ပြည်ရောက်တယ်လို့ခံစားလိုက်ရတယ်စိုးဦးနော်ဆရာကြီးဒီကောင်မလေးတွေကိုနောက်တော့မလုပ်အောင်နာကျင်ဖို့တော့ဒီတော့ပညာပေးဖို့လိုတယ်အဲ့တော့ဒီကောင်မလေးတွေကိုဆရာကြီးလက်ထက်အားလိုက်တယ်ကြိုက်လို့သုံးချနိုင်တယ်ကြိုက်တယ်ကြိုက်တော့โอเคဆက်လို့ကျွန်တော်မရိတ်ကိန်းတော့ကောင်းလို့သိရပါဆရာကြီးโอเคအဲ့ကောင်းပါလေကြောက်နေမှာ你小把的喏。 ကြောက်ပါလေမောင်ကြီးရှိပါသေးတယ်ကွာ你别别搞。我说高了呀喂给他把心。我嘞你爸爸家嘛不给他把心小把。好那有嘛不那吃了就过来慢了给他不给他把心。嘿爸爸哦你嘞ရှင်းတော့တော့ပုံပေးမှန်းနေဒီလိုရောပါကောင်းပါလေရှင်းပါစက်လို့ကောင်းမလေးလာတယ်ပေါ့။ညက2010နဲ့ရွေးကောက်တော့ဖြတ်ပြတဲ့ဒီလိုဟာလား你想။谁？ငါလည်းပြုမှာပေါ့给他不给他把心。။ဒီအော်လေးမကြောက်ဘူး။ဒါစစ်တပ်ထဲမှာ။ဒီဘယ်လိုမှတက်ပြီးလို့မနိုင်ဘူး啊！小把微信。给他把心。။ကောင်းမလေးလာတယ်ပေါ့။စစ်ခွေးရုံးมาလိုက်တာကွာလူကစားနဲ့စစ်ခွေးဒီစစ်ခွေးတွေကိုဘာကိုယ်နဲ့လက်စားချိန်ပဲကွာ ဟာဖိုးရကျွန်တော်ကကိုယ်ထောင်ထဲမှာနေဗျဘယ်လိုလဲစားကြည့်ပါလဲဗျကြာကြီးဒီစစ်ခွေးတွေကိုငါတို့ရဲ့ဒီမိုကရေစီရဲဘော်တွေအများဆုံးတိုက်ထုတ်တော့မှာအဲ့ခါကျမှဒီကောင်တွေကိုဘာကိုယ်နဲ့သိနေမင်းပဲကွာမှတ်လား ဟာဖိုးရကျွန်တော်တို့စောက်ခဲ့တာအနည်းနဲ့ဆက်တော့ကြောခဲ့ပြီဗျအနည်းနဲ့ဆက်တော့ကြောခဲ့ပြီဗျအာဒီရာတော့သမီးအာဒီရာတော့ဖိုးလို့ရှိပါတယ်သမီးတို့ရှိပါစေတော့ဘိုးရဲ့သမီးကိုသမီးသိပါတယ်သမီးအသက်ရှင်တော့မှဒီလိုဘွားမျိုးနဲ့မနေချင်တော့ပါဘူးဒါပေမဲ့သမီးရဲ့အသက်ချောင်းဆိုရောက်ရမ်းခဲရပါတယ်အာဒီရာဆိုမှသမီးရဲ့အာဒီရာဆိုမှသမီးတို့စိတ်မပူပါနဲ့ဘိုးရဲ့သမီးရဲ့နောက်ဆုံးချိန်လေးမှာမှာချင်တာလေးတစ်ခုတော့ရှိပါတယ်အားလည်းပါသမီးရဲ့ဘုရားပြောင်းပြီးတော့တောင်းနေပါတယ်သမီးစားပြောတဲ့လူတွေကိုပြောပေးစမ်းပါသူတို့တွေကိုကြားစေချင်လို့ပါ